ကကြမ်းမစတိုရီသာကိုလှုပ်လှုပ်ခဲ့ပြီးအလှရေးဆက်လက်နဲ့မကွာခဲ့တဲ့ဂိမ်းမှုများပရိသတ်များလုံးမင်္ဂလာများတနအမခွန်ရှိကိုအကျံကနေပြန်လဲကြိုလိုက်ပါရင်ဂိမ်းမှုတို့ကတော့ကြံကြုံနေ့မှာစတိုရီသာကိုလှုပ်လှုပ်ခဲ့ပြီးအရာလေးမျက်နှာကိုတာရုခေါ်စီခဲ့ပြီးပဲဖြစ်ပါတယ်ဘေးကိုတွေလှူလိုက်တာများဝေဒနာဝင်စားသလားထင်အောင်ရှေ့ကလှူလိုက်နောက်ကလှူလိုက်နဲ့ပတ်လှူနေကြတာဖြစ်ပါတယ်ဒီအသင်းဟာသားတွေမကစက်ကတ်တစ်ဖွဲ့လုံးအောင်ဖြစ်နေပြီဖြစ်ပါတယ်ရီလိုက်ရတာဖက်ဖက်မှာရင်မနောက်ကကြောဆိုလိုဖြစ်နေခဲ့တာပါခေါင်းကြီးတို့ကလည်းခေါင်းကြီးမို့လို့အိုနနာကြတော့လေအိုနနာမို့လို့ဖြစ်နေပြီအခုအိုနနာမပါပြန်တော့လေတသိန်းလုံးအိုနနာဝင်ပူးနေတယ်လို့မျိုးအမားတွေတန်းစီလုပ်ခဲ့ကြတာဖြစ်ပါတယ်ရောင်းချက်ဆိုတာမြင်တော့မကောင်းပဲဒါတော့ကလှုပ်ပေးလိုက်မာဆာရီကချော်လဲလိုက်ဘရင်ဒီယာကရောက်ဖားကျောင်းတိုင်းနဲ့ကိုဖြစ်ချင်တိုင်းဖြစ်နေတာပါကိုဘောကအိုနနာမကလို့ဘသူဖန်းကိုချိန်စာမိနေပုံရပါတယ်မာဆာရီရောအသင်းစီရောက်လာကြတဲ့ကကောင်းခဲ့တဲ့ကစားသမားတော်ချော်လဲနေဆိုတော့စဉ်းစားတာကြည့်ပါတော့လို့ဆိုရမှာပါအသင်းကချိန်စာများမိနေသလားတော့စဉ်းစားနေရပါပြီအချိန်မကောင်းလို့ဘေးတင်ပြောင်းမေးလဲဘယ်ရနေရာမှာကင်နိုင်မဲ့ပုံစံမှာမရှိဘူးဖြစ်ပါတယ်အသင်းကြီးလို့လည်းမနိုင်အသင်းငယ်လုံးရင်လည်းမနိုင်အလဲလက်အသင်းဆိုရင်လည်းမနိုင်နိုင်ရမယ့်ပွဲလည်းမနိုင်တေးကြမယ့်ပွဲလည်းမနိုင်ရှော့ရမယ့်ပွဲလည်းမနိုင်အိမ်ခွဲလည်းမနိုင်ဝေးခွဲလည်းမနိုင်ကြားခွဲလည်းမနိုင်ဆိုလိုတော့ဖြစ်နေပါပြီအိုနနာကတော့ဘောလုံးကိုဖမ်းပြီးမှလှုပ်ပေးတာဖြစ်ပြီးဘရင်ဒီယာကတော့ဘောလုံးကိုဖမ်းတော့ဖမ်းတော့ပါကြားလို့ရှင်ကြီးကြားထက်ဆိုလို့ဖြစ်နေပါပြီဒီပုံစံဒီအနေထားတွေကတော့လိုင်ယွန်နဲ့ယိုပါလေးဒုတိယကျော့ပွဲစဉ်လဲထားကြည့်မနေတဲ့ဂိမ်းဖန်တွေအေးပြတ်တယ်လို့ဆိုရတော့မှာဖြစ်ပါတယ်ဂိမ်းမလို့အပွဲတဲ့လူစင်ကိုပြောင်းလဲများစွာပြုလုပ်ခဲ့ပြီးရဲလိုက်တို့ကိုရင်ဆိုင်လာခဲ့တာပါရဲလိုက်ကြီးတို့ကလည်းချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးနေတာကြောင့်ဒီပွဲကိုအမားမခံပဲလူစုံတက်ဆုံထုတ်သုံးလာခဲ့တာဖြစ်ပါတယ်ဘရိုင်းမှာပြန်လဲရှိတယ်ဆိုပေမဲ့တကယ်တမ်းကိုကန်သွင်းခွင့်များများဆဆဖန်နီးနိုင်ခဲ့တာကရဲလိုက်ကြီးတို့ဖြစ်ပါတယ်ဂိမ်းမလို့ကတော့တစ်ချက်ကောင်းလေးတွေနဲ့ကားနေတော့ထိုးဖောက်နေခဲ့ရတာပါပွဲစားရင်29နှစ်မှာလဲတွနာလေးရဲ့ဝေးကန်ကြတော်လေးကိုကောင်းခဲ့ပြီးဂိုးဝေးကတ်ထွက်သွားခဲ့တာကထမျောစရာပါရဲလိုက်ကြီးတို့ဟာစတိုက်ကိုတိုင်းစစ်နေတာဖြစ်ပြီးဂိမ်းမလို့ခံစီပဲကစားနေရတာဖြစ်ပါတယ်ရဲလိုက်ကြီးတို့ကစားနေနဲ့ချင်းအောင်ကိုက်နေလောက်ပါတယ်ဂိမ်းမလို့ပြန်လဲခြေပနိုင်ခဲ့ပြီးတံမြန်တိုင်းစစ်ကနေဂနာဂျိုကသွင်းယူခဲ့တာပါပရိုင်းမှာတော့တေချနေခဲ့ပြီးဒုတိယပိုင်းမှာတော့ပွဲကပြတ်သွားခဲ့ပါတယ်ပွဲစားရင်48မိနစ်မှာလီဗရာမန်တိုကဓာလော့ကိုကြောင်းပြန်ပို့ပြီးဖျက်ချိုးပေးခဲ့တာပါအဲနောက်မာဖီယာလိုက်တင်ပြန်ချပေးမှုကိုဘန်နက်ကသွင်းယူသွားခဲ့တာဖြစ်ပါတယ်ဂိမ်းကစားမတွေဘာလို့ဘာဖြစ်သွားမှန်းတော့မသိလိုက်ဘူးဖြစ်ပါတယ်ပွဲစားရင်63နှစ်မှာဂိမ်းမှုတို့တတိယမြောက်ကိုပေးလိုက်ရပြီးမာဆာရီရဲ့ချော်လဲမှုကနေဘန်နက်ကဆွဲပြေးယူကန်သွင်းခဲ့တာဖြစ်ပါတယ်ပွဲစားရင်86မိနစ်မှာတော့ရဲတိုက်ကြီးတို့ပိတ်ကိုရခဲ့ပြီးဂိုသမာဘရင်ဒီယာရဲ့ရောက်ဖာကျဲဦးတိုင်မှုကနေဂူမာရီကကန်သွင်းခဲ့တာဖြစ်ပါတယ်ဂိမ်းမှုတို့ရဲ့အရှုံးကတော့ကစားသမားတွေအမှားကြောင့်ရှုံးတာမျိုးဖြစ်ပြီးဘလုံးမကိုအဖက်မစင်နိုင်ခဲ့ဘူးဖြစ်ပါတယ်ဒီရလက်ကြောင့်ဂိမ်းမှုတို့ဟာမမေးစရာအဆင့်14နေရာမှာဆက်လက်ရည်တည်နေဆဲဖြစ်ပြီးအသင်းသမိုင်းတစ်လျှောက်အဆိုးအဆုံးရာသီကိုပိုင်ဆိုင်ရဖို့ရရှိနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ